ဒီနေ့မှာတော့မလောကထဲမှာပရိသတ်တွေအထူးစိတ်ဝင်စားနေကြတဲ့ပွဲကြီးတစ်ပွဲအကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲ့ဒါကတော့လူငယ်ဖိုက်တာတယောက်ဖြစ်တဲ့ဂျော့ရှူဝါဘန်နဲ့လက်ရှိအမြင့်ဆုံးအဆင့်မှာရပ်တည်နေတဲ့ချန်ပီယံဟောင်းကြီးအလက်ဆန်ဒါပန်တိုဂျာတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုအကြောင်းပဲဖြစ်ပါတယ်။ဒီပွဲမတိုင်ခင်မှာအားကစားလောကရဲ့တုံးသက်သူတွေဖိုက်တာဟောင်းကြီးတွေကသူတို့ရဲ့အမြင်တွေကိုထုတ်ဖော်ပြောဆိုလာကြပါတယ်။အများစုရဲ့အမြင်ကတော့ပန်တိုဂျာဘက်ကိုအနှဲငယ်ပို့ပြီးအလေးပေးထားကြပါတယ်။ဘာကြောင့်လဲဆိုတော့ပန်တိုဂျာဟာနှစ်ပေါင်းများစွာအတွေ့အကြုံရှိတဲ့ဖိုက်တာတယောက်ဖြစ်တယ်လို့အမြင့်ဆုံးအဆင့်ပြိုင်ပွဲတွေမှာ PR တွေကိုရင်ဆိုင်ကြောဖြတ်လာခဲ့တဲ့သူဖြစ်လို့ပါပဲ။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဂျော့ရှူဝါဘန်ကိုရှော့တွက်လို့မရတဲ့အကြောင်းရင်းတွေအများကြီးရှိနေပါတယ်။ဂျော့ရှူဝါဘန်ဟာလူငယ်ဖိုက်တာတယောက်ဖြစ်ပေမဲ့သူ့ရဲ့တိုက်ခိုက်ပုံအရှိန်ဟုန်နဲ့ကုကူယုံကြည်မှုကပရိသတ်တွေရဲ့အာရုံစိုက်မှုကိုရရှိထားပါတယ်။အစောပိုင်းကာလတွေမှာလူအများကသူ့ကိုအလားအလာရှိတဲ့လူငယ်ဖိုက်တာတယောက်ဖြစ်ပဲမြင်ခဲ့ကြပေမဲ့ပွဲတွေတပွဲပြီးတပွဲအနိုင်ယူလာနိုင်တာနဲ့အမျှသူ့ရဲ့တန်ဖိုးကိုအတိမတ်ပြုလာကြပါတယ်။အထူးသဖြင့်သူ့ရဲ့တိုက်ခိုက်မှုအပိုင်းမှာအားသာချက်တွေရှိပါတယ်။လက်တီချက်တွေမြန်ဆန်တယ်လို့အကွာအဝေးကိုထိန်းချုပ်နိုင်စမ်းကလည်းကောင်းမှုပါတယ်။တစ်ဖက်မှာတော့ပန်တိုဂျာဟာဒီလူပွဲကြီးတွေကိုအကြိမ်ကြိမ်ဖြတ်တန်းခဲ့မှုတဲ့ဖိုက်တာဖြစ်ပါတယ်။သူဟာအခက်ခဲတွေကြားထဲကနေပြန်လည်တက်လာနိုင်တဲ့စိတ်သက်ရှိသူဖြစ်ပြီးပွဲတွင်းအခြေအနေပြောင်းလဲနိုင်စမ်းကလည်းအလွန်ကောင်းမှုပါတယ်။ပန်တိုဂျာရဲ့အားသာချက်ကတော့မြေပြင်တိုက်ခိုက်မှုနဲ့အနီးကပ်တိုက်ပွဲတွေမှာဖြစ်ပါတယ်။ပြိုင်ဘက်ကိုဖိအားပေးပြီးအမားလုံးမိအောင်ဖန်တီးနိုင်တဲ့စွမ်းရည်ရှိပါတယ်။ဒါကြောင့်ဒီပွဲမှာအဓိကကြည့်ရမယ့်အချက်ကတော့ဂျော့ရှူဝါဘန်ကပန်တိုဂျာရဲ့အနီးကပ်တိုက်ခိုက်မှုတွေကိုဘယ်လိုကာကွယ်မလဲဆိုတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းပန်တိုဂျာအနေနဲ့ဂျော့ရှူဝါဘန်ရဲ့မြန်ဆန်တဲ့လက်တီးချက်တွေကိုဘယ်လိုခံနိုင်မလဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်။ဒီပွဲဟာအသက်အရွယ်နဲ့အတွေ့အကြုံအပြိုင်မှုလို့လည်းပြောလို့ရပါတယ်။ပန်တိုဂျာဘက်မှာတော့အတွေ့အကြုံစိတ်သက်နဲ့အဆင့်မြင့်ပြိုင်ပွဲတွေကရရှိထားတဲ့အားသာချက်တွေရှိပါတယ်။ဂျော့ရှူဝါဘန်ဘက်မှာတော့လူငယ်တယောက်ရဲ့အရှိန်စွမ်းအင်နဲ့အနိုင်ရလူစိတ်တွေရှိနေပါတယ်။ဒါကြောင့်ဒီပွဲရဲ့အဖြေဟာကျူတင်ခံမဲ့ရခက်တဲ့အနေအထားမှာရှိနေပါတယ်။တချို့သုံးသက်သူတွေကတော့ပန်တိုဂျာရဲ့အတွေ့အကြုံကြောင့်သူ့ကအသာရနိုင်တယ်လို့ပြောနေကြပါတယ်။ဒါပေမဲ့တချို့ကတော့ဂျော့ရှူဝါဘန်လိုလူငယ်ဖိုက်တာတွေဟာတခါတရံမှာအတွေ့အကြုံကြီးတဲ့ဖိုက်တာတွေကိုအံ့အားသင့်စေနိုင်တယ်လို့သုံးသပ်နေကြပါတယ်။ MMA လောကမှာအရေးကြီးဆုံးအရာကတော့နာမည်ကြီးမှုမဟုတ်ပါဘူး။ပွဲနေ့မှာဘသူကပိုကောင်းတဲ့ပြင်ဆင်မှုနဲ့ရောက်လာတယ်လဲဆိုတာကအဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ဂျော့ရှူဝါဘန်အနေနဲ့ဒီပွဲကိုအနိုင်ရခဲ့မယ်ဆိုရင်သူ့ရဲ့နာမည်ဟာ MMA လောကထဲမှာပုံမှုကြီးမားလာမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းပန်တိုဂျာအတွက်တော့သူ့ရဲ့အတွေ့အကြုံနဲ့အဆင့်တန်းကိုထပ်မံသက်သေပြရမယ်ပွဲတစ်ပွဲဖြစ်လာမှာပါ။ဒီလိုပွဲမျိုးတွေက MMA ပရိသတ်တွေအတွက်အရန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။လူငယ်စွမ်းအားနဲ့ချန်ပီယံအတွေ့အကြုံတို့ထိပ်တိုက်တွေ့ကြမဲ့ပွဲဖြစ်တာကြောင့်ဘယ်သူအနိုင်ရမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒါကတော့ဂျော့ရှူဝါဘန်နဲ့ပန်တိုဂျာတို့ရဲ့ပွဲအကြောင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ် MMA သတင်းတွေဖိုက်တာတွေရဲ့အခြေအနေတွေနဲ့ပွဲကြီးတွေရဲ့တုံ့တက်ချက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ channel ကိုအားပေးထားကြပါဦးခင်ဗျာ။